မြတ်စွာဘုရားလက်ထက်တော်ခါကာလတော့ကအလုံးသိကြတဲ့အတိုင်းဗေမိသာရမင်းကြီးနဲ့ဝေဒေဟိမိဖုရားတို့ဝေဒေဟိမိဖုရားကကောသလမင်းကြီးရဲ့မဟာကောသလမင်းကြီးရဲ့သမီးတော်ပတေနေရီကောသလရဲ့နှမဆွေကြီးမျိုးကြီးဆိုတာကောသလမင်းကြီးရဲ့နှမဗေမိသာရမင်းကြီးရဲ့မိဖုရားခေါင်းသူတို့နှစ်ဦးကမွေးလာတဲ့သားဟာအာဇာတတတ္တုလို့ခေါ်တယ်အာဇာတဆိုတာမမွေးခင်ကတတ္တုရန်သူလို့မမွေးခင်ကတည်းကအပြောခံရတဲ့ဘယင်ကိုတတ်မဲ့ရန်သူလို့ဒီလိုပြောခံရလို့ဒီနာမည်နဲ့ပဲအဇာတတဆိုတဲ့နာမည်နဲ့ပဲမှတ်တမ်းတင်ထားတယ်။ဘာဖြစ်လို့ဒီလိုပြောတော့ဆိုဒီဘုရားကြီးကိုယ်ဝန်ရှိတဲ့အချိန်မှာသူ့ရဲ့ချစ်ခြင်းကဘာဖြစ်တယ်။ဗေမိသာရမင်းကြီးရဲ့လက်ယုံသွေးကိုတောက်ချင်တဲ့အာသာဖြစ်နေနော်သွေးကိုတောက်ချင်တဲ့စိတ်ဓာတ်ကြီးဖြစ်လာအဲ့ဒီအာသာဟာဘုသူရဲ့ဆန္ဒတုံးလို့မေးလို့ရှိရင်နော်ဒီဘုရားကြီးရဲ့ဆန္ဒလို့ပြောပြီးမြဲဒီဆန္ဒဟာဘုသူကြောင့်ဖြစ်လာတာတော့ဆိုဝန်းထဲမှာရောက်လာတဲ့ကလေးသူငယ်ရဲ့ဆန္ဒဖြစ်လာသူ့ရဲ့ဘုရင်ကြီးရဲ့ရန်သူဖြစ်မဲ့ဒီမင်းသားလေးကြောင့်မို့လို့သွေးတောက်ချင်တဲ့စိတ်ပေါ်လာအဲ့ဒါဒီတောက်ချင်တဲ့ဆန္ဒဟာထိမ့်ချုပ်လို့ကြိုးစားပြီးတော့ထိမ့်ချုပ်တယ်မဖြစ်နိုင်တဲ့ကိစ္စဆိုရင်ကြိုးစားထိမ့်ချုပ်တဲ့အခါမှာနောက်ဆုံးမှာဒီစိတ်နဲ့ပဲမစားနိုင်မတောက်နိုင်မအိပ်နိုင်ဖြစ်ပြီးတော့တပိန်ပိန်ယောဂရလာတဲ့အနေအထားမျိုးထိအောင်ရောက်သွားအဲ့ဒါလို့ဖြစ်ပြီးဆိုတဲ့အခါမှာမျက်နှာညှိုးမိန်လို့မလန်းဘူးဆိုတဲ့အခါမှာဘုရင်ကြီးကမေးတာဘာဖြစ်နေလဲဆိုမေးတဲ့အခါမှာအဲ့ဒီကြတော့မှအတင်းချက်မေးတဲ့အခါမှာပြောတာလက်ယုံသွေးကိုတောက်ချင်တယ်အဲ့တော့ဘုရင်ကြီးကလည်းအဗ္ဗမလိုက်လျောတယ်တောက်ချင်ရင်အလွယ်လေးပဲသူပေးမယ်ဆိုပြီးတော့ရွှေဓားလေးနဲ့သူ့လက်မောင်းကိုဖောက်ခိုင်းလိုက်ပြီးအဲ့ဒီကထွက်လာတဲ့သွေးကိုရေလေးနဲ့ဖြော်ပြီးတော့အာသာပြေအောင်လို့မိဖုရားကြီးကိုတိုက်တယ်အဲ့နောက်ကျတော့ကောင်းသွားကျမကြီးပြန်ကောင်းသွားစိတ်ပေါ့စိတ်ဆွမ်းလန်းမှုပါလူကိုထိခိုက်တယ်အဲ့ဒီသတင်းလဲကြားရောနမိတ်ဖတ်တဲ့ပုံသားတွေကဖတ်ကြတယ်မိဖုရားကြီးကမွေးဖွားလာတဲ့သားဟာဘုရင်ရဲ့ရန်သူပဲဘုရင်ကြီးကိုတတ်လိုက်မယ်ဆိုတဲ့နမိတ်ဖတ်မှုတွေရှိလာအဲ့တော့ဒီလိုနမိတ်ဖတ်တဲ့အခါမှာဒီဘုရားကြီးကဘုရင်ကြီးကိုတတ်မယ်ဆိုသူပဲလိုလားမလဲဝန်းထဲကကလေးပြက်ကြအောင်အမျိုးမျိုးကြိုးစားတယ်ဒါပေမဲ့ဘုရင်ကြီးရဲ့ကံကြမ္မာကလည်းအသက်ခံရဖို့ကံကြမ္မာရှိလာတော့ဒီကလေးလေးဘယ်လိုဖြတ်ချမရဘူးတဲ့မိဖုရားကြီးကမြို့ပြင်ထွက်ဥယျာဉ်နဲ့သွားဒီကလေးလေးသေအောင်ဆိုပြီးတော့လှုပ်တယ်ဗိုက်ထဲကကလေးလေးသေအောင်လှုပ်တယ်ခုခေတ်လိုလဲဆေးတွေဘာတွေမရှိလို့လားမသိပါဘူးနော်သူကလည်းကံကောင်းတယ်မသိဘူးအဲ့ဒီနေတိုင်းလောက်နီးနီးဥယျာဉ်သွားပြီးတော့မိဖုရားကြီးကထဲကဝန်းထဲကကလေးသေးအောင်လို့ဆိုပြီးတော့အနှိမ့်အနေလောက်တော့မထကုတ်စီလို့ခေါ်တယ်အဲ့ဒီဥယျာဉ်ကိုနောက်ကျမထကုတ်စီမိဖုရားကြီးကိုယ်ဝန်ပြက်အောင်ကြိုးစားတဲ့နေရာမထကုတ်စီဘုရင်ကြီးကပြီးတော့တားပြီးတော့အဆောင်ချလိုက်တယ်နောက်ထပ်လုံးလို့မရတော့ဘုရင်ကြီးကနေပြီးတော့အဆောင်ချတာမိဖုရားကြီးအဲ့ဒီလည်းမသွားရဘူးကိုယ်ဝန်ဖြတ်ချမဲ့အလုံးမျိုးလည်းမလုပ်အောင်အဆောင်နေထူချထားလိုက်တာဆိုဘာမှလုပ်လို့မရနောက်ဆုံးဒီကလေးလေးမွေးလာတယ်ဆိုတာဆိုမွေးလာတော့ဘုရင်ကြီးကချစ်လိုက်တာမွေးလာတဲ့အခါမှာဒီကလေးလေးလက်မှာခုနာယောဂဆိုတာလက်ထိတ်ခြေထိတ်တွေမှာလက်ချောင်းတွေမှာဖြစ်တတ်တယ်ပေါ့အဲ့တော့တရက်တော့လက်ညှိုးမှာခုနာယောဂဆိုတဲ့အမြင့်တယ်တဲ့ယောဂတစ်ခုဖြစ်တော့ခုနာယောဂဆိုတာကြိုက်တော့ကလေးလေးကငိုတယ်ချော့လို့မရဘူးဝိပိဿရမင်းကြီးကယုံထိုင်နေတယ်ယုံထိုင်နေတော့မိဖုရားကြီးကအဲ့ဒီကလေးလေးကိုခြိသွားပြီးတော့ချော့မရလို့ဘုရင်ကြီးစီသွားပို့ဘုရင်ကြီးကအဲ့ဒီကလေးလေးရဲ့လက်ညှိုးလေးကိုပါးစပ်ထဲမှာငုံထားလိုက်တော့ခန္ဓွင်းကအပူငွေ့တွေအနာကလည်းရင့်နေတဲ့အချိန်မှာဆိုပြီပေါက်တယ်ပေါ့ဘုရင်ကြီးရဲ့ပါးစပ်ထဲမှာပဲပြီပေါက်သွားတယ်
ပြည်ပေါက်တော့ဘုရင်ကြီးကအဲ့ဒါကိုမျိုးချတယ်တဲ့ဆွေးမဖြစ်ဘူးမိဘတွေကဒီလိုပဲလားမသိပါဘူးနော်မျိုးချလိုက်တာအဲ့ဒါလို့ဘုရင်ကြီးကအလွန်ချစ်လို့မြတ်စွာဘုရားကလည်းအချိန်ချင်းတတိပေးတယ်ဒီမင်းသားလေးကနောက်တစ်ချိန်ဘုရင်ကြီးကိုဒုက္ခပေးလိုက်မယ်ဆိုတာအချိန်ချင်းတတိပေးတယ်ကျမငင်းလာတဲ့ဘုရင်ကြီးကလည်းမြတ်စွာဘုရားတတိပေးပြီမယ်တတိပေးတယ်ဆိုတာတိုက်ရိုက်ကြီးပြောတာတော့မဟုတ်ဘူးရှေးမင်းတွေလှုပ်ထုံးလုံနည်းတွေကိုပြောပြအနေရှိတဲ့မင်းသားတွေကိုနာနာမထားဘူးတဏှာရာမှာပို့ထားတယ်ကိုနာမှာမနေစေဘူးဒီလိုမျိုးသားနယ်သားတွေခန့်ပြီးအဝေးပို့တယ်အဲ့ဒါမျိုးမြတ်စွာဘုရားကနီလန်းနေပေးပြီပဲလို့ဗေမိသာရမင်းကြီးကမလိုက်နိုင်ဘူးမလိုက်နိုင်တော့နောက်ဆုံးကြတော့ဆိုပါတော့ဒီမင်းသားလေးအရွယ်ရောက်လာတဲ့အခါမှာဒီဝဒရဲ့အကြံပေးမှုနဲ့သူကဘာလို့ဘုရင်ကိုတတ်ဖို့ပေါင်မှဓမြောင်လေးခြီးပြီးတော့နန်းထဲဝင်လာတဲ့အခါဘုရင်နားဆိုတာဝင်ရတာမဟုတ်ဘူးလေဘယ်သူမှဝင်ခွင့်မရှိဘူးမင်းသားလည်းဝင်လို့သူ့မိသားစုလည်းပဲအဆောင်နေရအကုန်စစ်ပြီးမှဝင်ခုခေတ်မှာ security လုံခြုံရေးချတာမဟုတ်ဘူးအဲ့ဒီခေတ်ကလည်းလုံခြုံရေးချတယ်သူတို့မှရန်သူပေါ်တယ်လေအကုန်လုံးစစ်ဆေးကြည့်တဲ့အခါမင်းသားလည်းလာတာမင်းသားကိုတွေ့တဲ့အခါမှာအကုန်စစ်တော့ပေါင်မှဓမြောင်ခြီထားတာတော့တွေ့ဖမ်းတော့တာဟုတ်သူနောက်ဆုံးကြတော့ဘုရင်ကြီးစီရောက်တော့ဘုရင်ကြီးကဘာလို့မလို့လဲဆိုဘုရင်ကြီးကိုတတ်ငါ့ကိုဘာလို့တတ်ချင်တာလဲယာရုအာဏာလိုချင်တယ်ဟောယာရုအာဏာလိုချင်တာများငါတတ်เสียမလို့ပါဘူးမင်းကိုထိနှံလွှဲပါမယ်ဆိုလွှဲလိုက်တာဘုရင်ကြီးကနောက်ဆုံးကြတော့ပြောရမယ်ဆိုရင်အဲ့ဒီလိုထိနှံလွှဲပြီးတော့အကြံပေးတဲ့ပုဂ္ဂိုလ်ကလည်းပေးတာဆိုတော့ဒီတိုင်းထားရင်တော့တနေ့ကျမင်းအပြန်အာဏာသိမ်းခံရလိုက်တယ်ဆိုဘုရင်ကြီးကိုဖမ်းထောင်ထဲထည့်ပလိုက်နောက်ဆုံးမှာခြေဘွားဓာခွဲပြီးတတ်တဲ့အဆင့်ရောက်သွားတယ်ပေါ့နော်အဇာတတဟာအဖတ်တတ်တဲ့ကံကိုကျွလွန်မိသွားတယ်ဖတ်တတ်တဲ့ကံကိုကျွလွန်မိသွားပြင်မရတဲ့အမှားလို့ပြောတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကတက်တော်85နှစ်ရှိပြီဘုရားတက်တော်ဟာတွက်ကြည့်လို့ရတယ်ပေါ့ဗေမိသာရမင်းနန်းကျသွားပြီအဇာတတတက်လာတာဟာဘုရားတက်တော်82နှစ်မှာတက်တာဘုရားတက်တော်80ကိုဘုရားပြိဋိဘမဆံမီ7နှစ်မှာတက်တာအဲ့ဒါလို့ပြစ်မှုတစ်ခုကိုကျူးလွန်လိုက်တာဒီကျူးလွန်မိကြတဲ့ကသူဟာစိတ်ဆင်းရဲမှုတွေနဲ့ကြုံတွေ့ပြီးမြတ်စွာဘုရားနဲ့တွေ့ဖို့ကြိုးစားတယ်မြတ်စွာဘုရားကိုလည်းမတွေ့ဝံ့ဘူးဘာဖြစ်လို့မတွေ့ဝံ့တော့ဆိုဒီဝရရဲ့စကားကိုနားထောင်ပြီးတော့လေးသမားတွေဘုရားကိုပြစ်တတ်ဖို့လက်ဖြောင့်လေးသမားတွေလွတ်ထားလဲသူပါတယ်နာလာဂိရိဆင်ကြီးကိုဘုရားဆုံးခံကြွလာတဲ့အခါမှာဘုရားကိုဆင်နှင်းတတ်အောင်လွတ်ထားလဲသူပါတယ်ဒီပြစ်မှုကြီးတွေကျူးလွန်ထားတာဖြစ်တယ်ပေါ့နောက်တစ်ခါဒေဝရာကြီးကကြောင်မောင်းဆင်ပြီးတော့မြတ်စွာဘုရားကိုကိစ္စကုတ်တောင်ကကြောင်မောင်းဆင်ပြီးတော့ဘုရားအောက်ဈဉ္ဉံလျှောက်နေတဲ့အချိန်မှာကြောက်တုံးလှိမ့်ချကံလျော်စွာလမ်းခုလက်ကကြောက်ဆောင်ကြီးတစ်ခုနဲ့ဝင်တိုက်ပြီးတော့ကြောက်တစ်ခုကနှစ်ခုတိုက်လိုက်တဲ့အချိန်ကြောင့်မို့လို့ကြောက်ပြားတစ်ချက်ကပဲ့ပြီးတော့မြတ်စွာဘုရားခြေတော်ကိုမှန်တယ်နော်မြတ်စွာဘုရားရဲ့ခြေတော်ကိုသွားမှန်လိုက်တဲ့ခြေမဟာဒဏ်ရာအလွန်ပြင်းသွားသည့်အတွက်ကြောင့်မြတ်စွာဘုရားလမ်းမလျှောက်နိုင်တော့ဘူးရဟန်းတော်တွေလာပြီးတော့ထမ်းစင်မော်တင်ပြီးတော့ဘုရားကိုမတ္တကုတ်စီဆိုတဲ့ဥယျာဉ်ဘက်ကိုမသွားကြပြင်ကဲဒီနေရာမှာကြည့်အဇာတတတ်ကအဖတ်တတ်တဲ့ပြင်မရတဲ့အမှားတစ်ခုကိုသူကျူးလွန်လိုက်တယ်နောက်ပိုင်းရောက်လာတဲ့အခါမြတ်စွာဘုရားနဲ့တဆောင်မုံလာပြည့်နေ့တခုသောတဆောင်မုံလာပြည့်နေ့မှာတွေ့ပြီးတော့ယဟန်ဘဝရဲ့အကျိုးကျေးဇူးတွေလက်တွေ့ပြနိုင်တာကိုမေးပြီးတော့တာမညဖလတုတ်နာပြီးတဲ့အဆုံးမှာစိတ်သက်သာရာရသွားတယ်ဘုရားကိုဝန်ချတောင်းပန်တယ်တကယ်ကိုတရားသဖြင့်အုပ်စိုးတဲ့အပြစ်မရှိတဲ့ခမည်းတော်မင်းကိုတတ်မိတာသူမှားပါတယ်တိခတ်မှာခွင့်လွတ်ပါသစ္စာဘုရားစီကိုတောင်းပန်အဖေကတည်သွားပြီလေအဖေစီတောင်းပန်ကြမရှိဘူးဘုရားပဲတောင်းပန်တယ်ဘုရားရှိဝန်ချတယ်ပေါ့အဲ့ဒါလို့ဝန်ချလိုက်တာဟာအပြစ်ကြေသွားတာလို့ဒီလိုဆိုလိုတာမဟုတ်ဘူးအခုလည်းပဲပြောရမယ်ဆိုရင်ဒါ confession လုပ်တာလို့ခေါ်တယ်
confession လုပ်တာဟာအပြစ်တွေဖြေသွားတာလို့ဒီလိုပြောတာမဟုတ်ဘူးနော်မှားခဲ့တဲ့အမှားကအမှားပဲလုံးမိပြီးသားကလုံးမိပြီးသားပဲဒါကိုပြင်တာမဟုတ်ဘူးသဘောပေါက်ဖို့ရကိုလုပ်ခဲ့တဲ့အမှားဟာပြင်မရတဲ့အမှားရှိဒီစကားကိုပြောတာပေါ့ what have been done cannot be undone ဆိုတဲ့အင်္ဂလိပ်စကားတခု what have been done ဆိုတာလုပ်ခဲ့တဲ့အရာတခုဟာ cannot be undone မလုပ်ဘူးလို့ဖြစ်အောင်လုပ်လို့မှမရဘူးလုပ်ပြီးသားလုပ်ပြီးသားလေပြင်လို့မရဘူးပြင်လို့မရတဲ့အမှားဘယ်ဟာပဲဖြစ်ဖြစ်တော့လုပ်ပြီးသားလုပ်ပြီးသားသို့တော့ဩကာသကရောကျိုးနဲ့ကြော့ပြီးတော့တောင်းပန်ရင်တချို့ကပြေတယ်လို့ထင်တယ်နော်ဒီအပြစ်တွေပျောက်သွားတယ်လို့ထင်တာအပြစ်ပျောက်ခြင်းရဲ့အကြောင်းတရားတော့ဖြစ်တယ်အရေးကြီးတာဘာလဲလို့ဆိုရင်ဘာကိုကုစားတာလဲဆိုရင်သဘောပေါက်ဖို့လိုအပ်တယ်အနုမဆိုရင်ထိတ်ခေါက်ပြီးမှတောင်းပန်နေကြမှာပဲလေထိတ်ခေါက်တာခေါက်ပြီးနေပြီလေထိတ်ခေါက်ပြီးတောင်းပန်လိုက်ရင်ကြေတယ်လို့ဒီလိုထင်နေကြမှာမဟုတ်ဘူးအပြစ်ကဖြစ်သွားပြီဖြစ်သွားတဲ့အပြစ်ကိုပြင်နာလားလို့ဆိုမဟုတ်ဘူးအကုသိုလ်ကနှစ်ခုရှိတယ်လို့မှတ်အာရမ္ဗစလှုပ်လို့ဖြစ်တဲ့အကုသိုလ်ကတစ်ခုအဲ့ဒီလှုပ်ထားတဲ့အကုသိုလ်ပေါ်မှာစိတ်ထဲမှာတပူပူတမူမူတနွေးနွေးဖြစ်နေတဲ့စိတ်ဆင်းရဲမှုတွေဖြစ်နေတဲ့တောကရောက်နေတာကနော်ဝိပတိတာရဇလို့ခေါ်တယ်တောင်းမှန်တယ်ဆိုတာအဲ့ဒီဝိပတိတာရဇဆိုတဲ့အကုသိုလ်ကိုဖယ်တာစိတ်ထဲမှာချီသွားပြီတောင်းမှန်လိုက်ပြီဆိုတဲ့အခါမှာနော်အကုသိုလ်ကဆက်မပွားတော့ဘူးလှုပ်ပြီးသားပြင်လို့မရဘူးနောက်ထပ်ဆက်ဖြစ်နေမဲ့အရာကိုတားလိုက်တာဒီသဘောကိုဆိုလို့အကုသိုလ်နှစ်ခုရှိတယ်လို့မှတ်ထားလှုပ်လို့ဖြစ်တဲ့အကုသိုလ်ကတစ်ခုအဲ့ဒါဘယ်လိုလုပ်ပြင်မလဲပြင်လို့မရဘူးလေဖြစ်ပြီးသားဖြစ်ပြီးသားပြင်တာဘာတော့ဆိုအဲ့ဒီအပေါ်မှာစိတ်ပူနေတာမပူရအောင်တောင်းပန်လိုက်တဲ့အခါလူတွေကစိတ်ထဲမှာအေးချမ်းသွားတာရှိတယ်အဲ့ဒီအေးချမ်းသွားမှုကိုဖြစ်စေတာဆိုလိုတယ်အဲ့တော့တောင်းပန်ခြင်းဟာအကျိုးမရှိဘူးလားလို့မေးလို့ရှိရင်တပိုင်းအကျိုးရှိတယ် confession ဘာတော့စိတ်မပူတော့ဘူးငါတောင်းပန်ပြီးပြီစိတ်နှလုံးအေးချမ်းသွားအဲ့တော့အဲ့ဒီနောက်မှာကိုယ်ကဆက်လုပ်ရမယ့်အလုပ်တွေရှိသေးတယ်ဘာတွေလဲတောင်းပန်ပြီးတဲ့နောက်မှာအာယတိန်တံဝရံအပိစတိနောက်ထပ်မလုပ်တော့ပါဘူးဆိုတဲ့ဝန်ခံကတိ promise ပေးပြီးတော့ဘယ်တော့မှဒီအမှားမျိုးကိုမကျွလွန်ပြီးတဲ့အမှားအတွက်လည်းနောင်တရပြီးတော့ဒီအမှားကိုပြင်ကောင်းတာတွေကြီးပဲဆက်လုပ်တယ်ဆက်လုပ်သည့်အတွက်ကြောင့်ရေများရင်ရေနိုင်မီးများမီးနိုင်စွာလို့လုပ်ခဲ့တဲ့အမှားတစ်ခုထပ်မလုပ်သည့်အတွက်ကြောင့်အမှားကတော့အမှားအတိုင်းပဲရှိတယ်သို့တော့ကောင်းတာတွေကိုဆက်လုပ်သည့်အတွက်ကြောင့်အမှားဟာ isolated ဖြစ်သွားသူ့ကိုကောင်းတာတွေနဲ့ရံပတ်ထားတဲ့အခါသူ့အခွင့်မရတော့ဘူးလို့ဒီလိုပြောတာနော်ပျောက်သွားတာလို့ပြောတာမဟုတ်ဘူးအေးတော့ကြတော့ဒူးလေးထောက်ပြီးတော့ဖဖေဟာခွင့်လွတ်တော်မူပါဆိုတာနဲ့အကုန်ခွင့်တွေလွတ်သွားတယ်လို့လည်းမအောင်မေ့တယ်နဲ့ဒီလိုပြောတာမဟုတ်ဘူးလွတ်သွားတာဘာလွတ်တုံဆိုရင်ဒီအတွက်စိတ်ပူပြီးတော့ဖြစ်နေတဲ့အကုသိုလ်တွေတော့လွတ်သွားတယ်နောက်ဆုံးမှာအာယတိန်တံဝရနောင်ဆောင်စည်းပါလေဆောင်စည်းပါမယ်ဆိုတဲ့ promise ရတကယ်ဆောင်စည်းပြီးတော့နေလို့ရှိရင်တော့အကုသိုလ်တစ်ပိုင်းကိုတားပြီးသားဖြစ်သွားတယ်တားပြီးသားဖြစ်သည့်အတွက်ကြောင့်ကောင်းတာတွေကြီးအများလုပ်တဲ့အခါမှာကောင်းတာတွေကသာ chance ရပြီးမကောင်းတာက chance မရဘူးဆိုရင်သူ့အကျိုးပေးဖို့အခွင့်တာမကံဆိုတာအကျိုးပေးလို့ရတယ်အခွင့်မတာတော့ဘူးဒါမျိုးကိုဆိုလိုတယ်လို့တောင်းပန်နေဆိုအဓိပ္ပာယ်အဲ့ဒီအဓိပ္ပာယ်ရအခုလည်းအဇာတတဟာသူတောင်းပန်လိုက်သည့်အတွက်ကြောင့်အကျိုးမရှိဘူးတော့မဟုတ်ဘူးဘာအကျိုးရှိသွားစိတ်နှလုံးအေးချမ်းသွားတယ်နောင်တတွေဖွင့်ဟပြီးဝန်ခံလိုက်တယ်စိတ်နှလုံးအေးချမ်းသွားသို့တော့အမှားကိုပြင်လို့ရလားဆိုမရဘူးသေတော့ငရဲကြမှာပဲဒါကပြင်လို့မရတဲ့အမှားလို့ပြောတာနော်အမေတတ်တယ်အဖေတတ်တယ်နောက်တစ်ခုကဘာတော့ယဟန္တာကိုတတ်မိတယ်ပြင်လို့မရတဲ့အမှားပဲမြတ်စွာဘုရားကိုသွေးစိမ့်တည်အောင်လုပ်တယ်ခုနဒေဝရတ်ကြောင်မောင်းဆင်ပြီးတော့တ
သူကြိုးစားတာဖះကိုတတ်ဖို့ကြိုးစားသို့တော့ဖះဆိုတာသူများတတ်လို့သေတဲ့အမျိုးအစားမဟုတ်ဘူးသူ့ရဲ့လောက်ရကြောင့်ခြေထောက်မှာဒဏ်ရာရသွားတယ်လောဟိတုပ္ပါဒကလို့ခေါ်တယ်ဖះရဲ့ခန္ဓာကိုယ်ကကွဲအပ်ပြီးသွေးထွက်သွားတာမျိုးဆိုတာတော့မရှိဘူးတဲ့သို့တော့သွေးချီဥသွားတာဒဏ်ရာရသွားတာရှိတယ်ဆရာစီဝကကြီးကသွေးချီဥတဲ့မကောင်းတဲ့သွေးတွေကိုဖောက်ထုတ်ပြီးတော့ရသော်ဘုရားခြေထောက်ကိုဆေးကုပေးဒီလိုဆိုတာအဲ့ဒီမှာဒီဝရကလောဟိတုပ္ပါဒကလို့ဆိုတယ်ဘုရားပေါ်မှာပြစ်မှားတဲ့ဒီကံကြီးကိုကျွလွန်လိုက်တဲ့အတွက်ကြောင့်ဒေဝဒတ်လှုပ်လိုက်တဲ့အမှားဟာပြင်လို့ရတဲ့အမှားမဟုတ်ဘူးပြင်မရတဲ့အမှားတစ်ခုသူကျွလွန်လိုက်သည့်အတွက်ကြောင့်ဒီဘဝကအဆုံးသတ်တာနဲ့တပြိုင်တည်းငရဲကိုရောက်သွားဒီလိုဆိုတာပေါ့နော်အဲ့ဒီအမှားတွေကပြင်လို့မရတဲ့အမှားတွေလို့ပြောအားလုံးအာနန္တရိယကံလို့ခေါ်တယ်အာနန္တရိယဆိုဒီမှာအနန္တဆိုတာဟိုတကူအနန္တပြောတာမဟုတ်ဘူးအနန္တဆိုတာအခြားမဲ့အန္တဆိုတာအခြားအနန္တဆိုတာအခြားမရှိတာအဆုံးမရှိဘူးဆိုတာတခုအဓိပ္ပာယ်အနန္တဒီနေရာမှာအခြားမဲ့အခြားမရှိတာအခြားမရှိဘူးဆိုတာဒီဘဝရဲ့နောက်ခြားထဲမှာတခုမရှိဘူးနောက်ဘဝရောက်တာနဲ့တပြိုင်တည်းအကျိုးကိုထုတ်လုပ်တယ်ဒီလိုဆုံးလို့တယ်အဲ့ဒါကိုပင်စနန္တရိယကံကြီးထိုက်တယ်လို့ဒီလိုပြောတာ